လူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့ဒါမျိုးကိုစဉ်းစားရမှာမစဉ်းစားချင်ဘူးပေါ့ငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတဲ့အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ဓာတ်ကြံ့ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲတချို့ကအဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြည့်စရာတွေးတာမဟုတ်ဘူးသဘာဝအမှန်ကိုသိအောင်ကြိုးစားဇာခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးတွေးပါဆင်ញင်စဉ်းစားပေးပါလေ့ကျင့်ပေးပါစိတ်ကိုဒါနဲ့လေ့ကျင့်ပေးလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစဉ်တွေရောပါလားအတွေ့အတာတွေရောပါလားလူတွေကထင်တယ်အတွေ့အတာရောပါသွားလို့ရှိရင်တဦးနဲ့တူကွဲသွားလိမ့်မယ်လို့ထင်တယ်မဟုတ်ဘူးတန်ရောစဉ်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူတဦးနဲ့တူမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစဉ်ကမခိုင်ဘူးတန်ရောစဉ်ဆိုတာကိုယ်အလိုချလေးဖြစ်နေတုံးနဲ့တန်ရောစဉ်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစဉ်မရှိတော့တဏှာရဲ့သဘောကကိုယ်ကောင်းစားဖို့ပဲကြည့်တယ်